အားလုံးပဲမင်္ဂလာပါဒီနေ့ကျမနဲ့အတူတူဟာတာယိုဂရဲ့ energy လဲရစေမယ် grounding လဲဖြစ်စေမယ် yoga sequence လေးတစ်ခုကိုအတူတူလိုက်ပြီးတော့လေ့ကျင့်ကြည့်ကြရအောင်အရင်ဆုံး sun salutation သွားမယ်အသက်ရှူသွင်းပြီးလက်ကလေးနှစ်ဖက်ကိုရှင်မရှိကိုယူလာပြီးရှူထုတ်မယ်ရှူသွင်းတဲ့လက်ကလေးနှစ်ဖက်ကိုဦးခေါင်းတက်ကိုမတင်သွားပြီမယ် gentle bend ရှူထုတ်ခါနေချူချforward 4ဦးခေါင်းနဲ့ကိုယ့်ရဲ့ဒူလီကိုထိနိုင်ထိထားပေးပါတက်ရှူသွင်းနဲ့ညာခြေလေးနောက်ကိုယူသွားပေးမယ်ဒူချမယ်ရင်ဘတ်ဖွင့်မယ် finger tip လေးကကိုယ့်ရဲ့ယောဂမတ်ပေါ်မှာတောက်ထားပေးမယ်ရှူထုတ်ရင်းနဲ့ဘဲခြေလေးအနောက်ကိုယူသွားပေးမယ်ခြေပြားနှစ်ပတ်ကအတူတူရှည်ရပါမယ် mountain poseတကလေးအောင်ထားမယ်ဒူးရင်ဘတ်မိချမယ်8 poseခြေပြားလေးကိုအရင်ချအသက်ရှူသွင်းနေခန္ဓာကိုယ်လေးကိုအရှိကိုတွန်းသွားမယ်ပခုံးလေးကအနောက်ကိုချထားပေးမယ် cobra pose ခြေပြားလေးကိုအရင်ခောက်ရှူထုတ်ရင်းနဲ့ mountain pose တက်ရှူသွင်းရင်းနဲ့ဘဲခြေလေးအရှိကလက်နှစ်ပတ်ကြားတွေကိုရှူသွားပေးမယ်ရှူထုတ်ရင်းနဲ့ညာခြေလေးအရှိကလက်နှစ်ဖက်ကြားတွေကိုရှူသွားပြီး forward 4တက်ရှူသွင်းမယ်လက်ကလေးနှစ်ပတ်ကိုဦးခေါင်းထက်ကိုမတင်သွားပေးမယ် gentle bend ရှူထုတ်မယ် prayer positionဘယ်ဘက်ချမ်းကိုဆက်ပြီးတော့သွားမယ်အသက်ရှူသွင်းမယ်ဦးခေါင်းလေးအထက်ကိုလက်ကလေးနှစ်ပတ်ကိုစမ်းထုတ်သွားပေးမယ် gentle bend ရှူထုတ်မယ်ခါကနေချိုးချ forward 4နှစ်ဖူးနဲ့ဒူလေးထိနိုင်ထိထားပေးပါအသက်ရှူသွင်းရင်ဘဲခြေလေးအနောက်ကိုယူသွားပေးမယ်ဒူးချမယ်ရင်ဘတ်ဖွင့်မယ်ရှူထုတ်ရင်းနဲ့ညာခြေလေးအနောက်ကိုယူသွားပေးမယ်ခြေဘဝနှစ်ခုအတူတူထားပေးပါ mountain poseတက်ကိုအောင်ထားပေးမယ်ဒူးရှင်ဘတ်မိချမယ်8 poseခြေပြားလေးအရင်ချမယ်အသက်ရှူသွင်းနေတဲ့ခန္ဓာကိုယ်လေးကိုအရှိကိုတွန်းသွားပြီး cobra ခြေပြားလေးကိုခောက်တက်ရှူထုတ်ရင်းနဲ့ mountain တက်ရှူသွင်းရင်းနဲ့ညာခြေလေးအရှိကလက်နှစ်ဖက်ကြားတွေကိုယူသွားပေးမယ်ဘဲဒူးချမယ်ရှူထုတ်ဘဲခြေလေးအရှိကလက်နှစ်ဖက်ကြားတွေယူသွားပြီး forward 4တက်ရှူသွင်းမယ်လက်ကလေးနှစ်ပတ်ကိုဦးခေါင်းတက်ကိုမတင်သွားပြီးမယ် gentle bend ရှူထုတ်မယ် prayer position ရှူသွင်းရှူထုတ်ကလေးပုံမှန်ပြုလုပ်ပေးနေမယ်ကျမတို့ညာခြေထောက်ကလေးကိုကိုယ့်ရဲ့ခန္ဓာကိုယ်အနောက်သုံးလေးပြီးကွာလောက်ကိုရှူသွားပေးနေ trikonasana triangle pose ကို
ဆက်ပြီးတော့လေ့ကျင့်ကြရအောင်ဘယ်ပဲခြေထောက်ကလေးကရှိဘက်ကိုလဲထားပေးမယ်လက်ကလေးနှစ်ဖက်ကိုကိုယ့်ရဲ့ပခုံးနဲ့တန်းနဲ့ဆန်ထုတ်ခနာကိုယ်လေးကိုရှေ့ကိုကိုင်းချဘယ်ပဲလက်ကလေးကဘယ်ပဲခြေဘဝခြေမလေးကိုကိုင်းထားပေးမယ်ညာဘက်လက်ကလေးကကိုမျက်နှာချက်ဘက်ကိုဆန်ထုတ်မယ်ရှုထုတ်ကလေးပုံမှန်လို့ကိုယ့်ရဲ့လက်ဘဝလေးကိုတည်ထားလို့ရပါတယ်သက်ရှုသွင်းမယ်စင်တာကိုပြန်ယူလာမယ်ရှုထုတ်ရင်းနဲ့ဘယ်ခြေလေးက90 degree ညာခြေလေးကဒါဘက်ကလေးကိုဆန်ထုတ်ခနာကိုလေးရှေ့ကိုကိုင်းချပေးမယ် try again ပခုံးနှစ်ဖက်ကတဒန်းနဲ့ရှိနေပြရပါမယ်သက်ရှုသွင်းနဲ့ဦးခေါင်းလေးကိုအောက်ကိုငုံချီဖြည်းဖြည်းချင်းစီလက်ကလေးနှစ်ပတ်ကိုပေါ်ကိုမှာတင်လာပြီမယ်ရှုထုတ်ရင်းနဲ့ညာခြေလေးကိုရှေ့ကိုသွားပြီမယ်အခုကျမတို့ဆက်ပြီးတော့ reverse triangle လေးကိုဆက်ပြီးတော့လေ့ကျင့်ကြည့်ကြရအောင်ညာခြေလေးနောက်ကိုယူသွားပြီဘယ်ခြေလေးကို90 degree ညာခြေလေးကရှေ့ဘက်ကိုခြေပြားလေးလဲထားပေးမယ်အသက်ရှူသွင်းရင်းနဲ့ဘယ်လက်ကလေးကိုမတင်သွားမယ်ရှူထုတ်ရင်းနဲ့ခနာကိုယ်လေးကိုအရှိကိုရင်ချပေးဘယ်ဘက်လက်ကလေးကညာဘက်ခြေဖွာရဲ့အပြင်ဘက်မှာထောက်ထားပေးမယ်ညာဘက်လက်ကလေးကလောင်းတက်ကိုမတင်သွားပေးမယ်ရှုထုတ်ကလေးနဲ့ထိန်းထားပေးပါတရှုတင်းနဲ့ဦးခေါင်းလေးကိုအောက်ကိုကြည့်ညာလက်ကလေးကခါပေါ်ကြည့်ဘယ်ဘက်လက်ကလေးကိုပေါ်ဆန်ထုတ်တာရှုထုတ်ကလေးနဲ့ဘယ်ဘက်ချန်လေးဆက်သွားပေးမယ်ဘယ်ဘက်ချန်လေးဘယ်ဘက်ခြေထောက်ကလေးကအရှိပဲညာဘက်လက်ကလေးကပေါ်မှာတင်သွားမယ်ညာဘက်လက်ကလေးကဘယ်ဘက်ခြေပေါ်ဝါးရဲ့အပြင်ဘက်ကလေးကိုထောက်ထားပေးမယ်ဘယ်ဘက်လက်ကလေးကိုညနေချက်ဘက်ကိုဆန်ထုတ်မယ်စင်ပြေလို့ရှိရင်ဘယ်ဘက်လက်ချောင်းထိတ်ကလေးကိုကြည့်ထားပေးပါရှုထုတ်ကလေးနဲ့ထိတ်ထားပေးမယ်သက်ရှုသွင်းကိုယ်ကြွားလေးကိုအရင်ကြည့်ဘယ်ဘက်လက်ကလေးကခါလေးပေါ်မှာထောက်ညာဘက်လက်ကလေးကိုပုံမှာတင်သွားပြီးရှုထုတ်ရင်းနဲ့ညာခြေလေးကိုယ့်ရဲ့ယောဂပြတဲ့ကလေးကိုရှုသွားပေးမယ်အခုကျမတို့နောက်တဲ့ယောဂ pose လေးတစ်ခုက warrior 2သွားပါမယ်သက်ရှုသွင်းရင်းနဲ့ညာခြေလေးအနောက်ကိုတုံလေးလဲကိုယ့်ရဲ့ height အကွာအဝေးလေးနဲ့ယူသွားပေးမယ်သက်ရှုသွင်းရင်းနဲ့လက်ကလေးနှစ်ပတ်ကိုခုံနဲ့တန်းနဲ့ဆန်ထုတ်မယ်ရှုထုတ်ရင်းနဲ့ဘယ်ဒူးလေးကအရှိကို90 degree ထားပေးမယ်ညာဘက်ခြေတောက်ဒူကောင်းလေးကဆန်ထုတ်ထားပါမယ်။ကိုယ့်ရဲ့ခနာကိုယ်လေးကအရှိအနောက်ရောက်မနေရပဲနဲ့ဘယ်ဘက်ရဲ့အပေါ်တက်မှာရှိနေပေးရပါမယ်။ကိုယ့်ရဲ့ဘယ်ဘက်လက်ပြားတိတ်ကလေးကိုကြည့်ထားပြီးရှုထုတ်ကလေးနဲ့ထိန်းထားမယ်။လို့ရှိရင်ကျမတို့ညာဘက်ခြမ်းလေးကိုပြန်သွားမယ်။ညာဘက်ဒူလေးကိုတက်ရှုထုတ်ရင်းနဲ့90 degree လေးခွေလိုက်မယ်ညာဘက်လက်ချောင်းတိတ်ကလေးကိုကြည့်ထားပေးမယ်ဘယ်ဘက်ခြေဖွားရဲ့အပြင်ဘက်ကလေးမှာကိုယ့်ရဲ့ဝိတ်ကလေးကိုကိုယ့်ရဲ့ခြေပြားလေးကိုဖိထားပေးပါရှုထုတ်ကလေးနဲ့ထိန်းထားပေးမယ်သက်ရှုတင်စင်တာကိုပြန်ယူလာပြီးရှုထုတ်ရင်းနဲ့လက်ကလေးနှစ်ဖက်ကိုယ့်ရဲ့ခါပေါ်ကိုထိ
ညာချီလေးအရှိကိုယူလာပေးမယ်စမစီတီကိုပေချီလေးနောက်ကိုယူသွားပေးမယ်ကလေးနှစ်ဖက်ကိုပေညာဆန်းထုတ်ကိုရဲ့အခုံးနဲ့တကြံနဲ့ညာတူလေးကိုကွေ warrior position ညာပတ်လက်ဆောင်ထိတ်ကလေးတွေကိုကြည့်ထားပေးပါရှုတေးရှုထုတ်ကလေးနဲ့ထိန်းထားပေးမယ်ပြီးညာတူလေးကိုဆန်းထုတ်ပေချတောက်ကလေးကပေဘက်ကလေးကို90 degree ကွေးလိုက်မယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ဝေးကစင်တာမှာရှိနေရပါမယ်။ဘယ်လက်ဆောင်တိတ်ကလေးကိုကြည့်ထားပြီးရှုသွေးရှုထုတ်ကလေးနဲ့ထိန်းထားပေးမယ်။ကိုယ့်ရဲ့ pelvic ကလေးကိုရနိုင်တဲ့လောက်ချပေးပါ။ရှေ့က2က90 degree ရှိရပါမယ်။တရှုသွေးရှုထုတ်ရည်နဲ့ဘယ်ချီလေးအရှိကိုယူလာပေးမယ်။စီလေးအနောက်ကိုရှူသွားပေးမယ်အကလေးနှစ်ပတ်ကိုပုံစံချုံ warrior 1ပေဒူလေးက90 degree ကိုရဲ့ hip ကလေးကို square ဖြစ်အောင်နေပေးပါအပြားတိတ်ကလေးကိုကြည့်ထားပေးမယ်ရှူသွေးရှူထုတ်ကလေးနဲ့ထိန်းထားပေးပါနောက်ကဒူးလေးကတဒန်းနဲ့ရှိနေရမယ်ပေပဲဆန်လေးကိုပြန်သွားပေးမယ်။ warrior 1မှာကိုယ့်ရဲ့ခါလေးကိုရနိုင်တဲ့လောက်မြင်အောင်ထားရပေးပါ။2ကကိုယ့်ရဲ့ချင်းဝေးရဲ့အရှိကိုရောက်မနေရပါဘူး။နောက်ကခြေထောက်ကလေးကလည်းတန်းရှိရပါမယ်။ပြပြချင်းစီရှုတင်ရှုတော့လုံးရင်းနဲ့ကိုယ့်ရဲ့တာချီလေးကိုရှူပြန်ယူလာပေးမယ်ပေပဲချန်လေးပြန်သွားပေးမယ်အကလေးနှစ်ပေါက်ကိုအသက်ရှူသွင်းရင်းနဲ့ပုံမှာတင်သွားပေးရှူတုံရင်းနဲ့ညာဒူလေးရှူပေးဘက်ကဆောက်ကလေးကတဖြောင်းလေးရှိနေရပါမယ်ခါလေးကိုတနိုင်တလောက်ဒီတော့ကြအောင်ထားပေးပါရပါချန်လေးကိုတစ်ချက်ပြန်သွားမယ်ရှူတင်ရှူထုတ်ကလေးနဲ့တင်ထားပြီးကျွန်မကအခုပူချေကြီးကိုအကြာကြီးဟိုမထားပါဘူးလိုက်လို့တဲ့သူကကိုအသက်ရှူသွေးရှူထုတ်ကို5 counts 10 counts 7 counts အဆင်ပြေသလိုဟိုထားလို့ရပါတယ်ရှင်ဒီတော့ကလေးကိုရဲ့မတ်တေးကလေးကိုရှူလာပေးမယ်ရှူသွေးရှူထုတ်ကလေးပုံမှန်ပြုလုပ်ပေးမယ်တက်ရှူသွေးနဲ့လက်ကလေးနှစ်ပတ်ကိုပုံမှန်တင်သွားပြီဂျန်တပပရှူထုတ်ရင်းနဲ့ခါလျာနေကျူချမယ် forward fold ကိုက full forward fold မလုပ်နိုင်ဘူးဆိုလို့ရှိရင်လေ half forward fold လေးလုပ်ထားပြီးလို့ရပါတယ်ကိုရဲ့တထောင်လေးတစ်ပတ်တစ်ချက်ကိုပိုက်ပြီးတော့ကိုရဲ့ကြောပုံမှာရှိရဲ့ကြောစကလေးတွေကို relax လုပ်ပြီးမယ်ပုံအောက်ကလေးခါပြီး
ကြောဖို့မရှိ tension လေးတွေကိုရှော့ချပေးရပါမယ်ရှုတင်ရှုထုတ်ကလေးပုံမှန်ပြုလုပ်သွားဖို့တော့မမေ့ပါနဲ့လက်ကလေးနှစ်ဖက်ကိုကိုရဲ့ခြေထောက်တစ်ဖက်တစ်ချက်မှာထားညာခြေလေးကိုအနောက်ကိုယူသွားပေးမယ်ကျမတို့ low lunge ကလေးသွားပါမယ်ညာဘက်ဒူလေးကိုချထားပေးခြေပေါ်လေးချထားပေးမယ်အသက်ရှူသွင်းရင်းနဲ့လက်ကလေးနှစ်ဖက်ကိုအပေါ်ကိုမာတင်သွားလို့လည်းရပါတယ်ကိုယ့်ရဲ့ခနာကိုယ်ကအနောက်ကိုလှမ်းမချထားပဲနဲ့ရနိုင်တဲ့လောက်ကလေးကိုယ့်ရဲ့ညာဘက်ကပေါင်လေးကိုဖြည်းဖြည်းချင်းစီကိုယ့်ရဲ့ယောဂမဲ့ရှိတဲ့စီကိုလိမ်ချပေးမယ်ရှေ့ကဒူးလေးက90 degree ရှိရပါမယ်ဒူးကောင်းလေးကကိုယ့်ရဲ့ကြည်ချင်းဝေးအရှိကိုကြုံသွားရပါဘူးရှူတေးရှူထုံရည်နဲ့ဘယ်ခြေလေးနောက်ကိုရှူသွားပေးမယ်ကျမတို့ plank position လေးနဲ့ခဏလေးနေပေးမယ်one bite ကလေးကိုညှစ်ထားပေးပါ shoulder blade ကလေးကိုကာထားပေးပါကိုယ့်ရဲ့ပခုံးကလက်ကောက်ဝဲပေါ်မှာရှိနေရပါမယ်ရှူတင်ရှူထုတ်ကလေးနဲ့ထိန်းထားပေးပါ2လေးကိုချမယ်ပြီးနာချီလေးကိုအရှိကိုယူသွားပြီးလိုလန်လက်ကလေးနှစ်ဖက်က finger tip ကလေးကိုထောက်ပြီးတော့အရှိကိုကြည်ထားလို့ရတယ်လို့ဆက်ပြီးတော့အဆင်ပြေရဆိုလို့ရှိရင်အသက်ရှူသွင်းတဲ့လက်ကလေးနှစ်ဖက်ကိုပေါ်မှာတင်သွားပြီးဘယ်ဘက်ကပေါင်လေးကိုဖြည်းဖြည်းချင်းစီလိမ့်ချမယ်ညာဘက်ကဒူးလေးကခြေချင်းဝေးရဲ့အရှိကိုကြော်မသွားပါဘူးဖြည်းဖြည်းချင်းစီပဲရှူသွင်းရှူထုတ်ကလေးနဲ့ချိန်ထားပြီးခနာကိုကြီးကအနောက်ကိုရေမသွားပါဘူးကိုရဲ့ heavy ပေါ်မှာကိုရဲ့ခနာကိုကရှိရပါမယ်ဒီ pose ကလေးက hip joint ကလေးတွေကိုလည်းရှော့ချစေပါတယ်ရှင်balance လေးကိုပြန်ပြီးတော့တစ်ခေါက်လေ့ကျင့်ပေးမယ်။လိုက်ပြီးတော့လေ့ကျင့်တဲ့သူအနေနဲ့10မိနစ်နေနိုင်ရင်10မိနစ်နေပေးမယ်။စက္ကန့်30နေနိုင်ရင်လည်းစက္ကန့်30ရှူသွင်းရှူထုတ်ကလေးပုံမှန်ပြုလုပ်ပြီးနေပေးပါ။ one bite ကလေးကိုညှစ်ထားပေးဖို့မမေ့ပါနဲ့။ပြီးဒူလေးချမယ်။နောက်ကခြေပြားလေးနှစ်ခုကိုစုကိုရဲ့ဒူးလေးဘေညာကလက်ကလေးကိုအရှိကိုစမ်းထုတ်ပြီးone bite ကြောလေးကိုစမ်းထုတ်နှစ်ဖူးလေးကျမ်းပြီးမဟုတ်ချထားပြီး extend နဲ့ချပိုကလေးနဲ့ခဏလေးနာပြီးပါဒီမှာကကိုရဲ့ခြေပနောင်းပေါ်မှာဖိကတ်ထားနိုင်အောင်ကြိုးစားပေးပါချာပုတ်ကလေးမှာလေ1မိနစ်2မိနစ်3မိနစ်အဆင်ပြေသလိုနားပေးလို့ရပါတယ်ရှူတင်ရှူထုတ်ကလေးတော့ပုံမှန်ပြုလုပ်ပေးဖို့မမေ့ပါနဲ့ရှင်ပြီးဒူလီပေါ်မှာခနာကိုလေးကိုထိုင်လိုက်မယ်နောက်ကခြေပြားလေးကခောက်ချပြီးကျမတို့ခါမဲ့ pose ကလေးကိုလေ့ကျင့်ကြရအောင်ကိုယ့်ရဲ့ hip joint ကလေးကဒူလီပေါ်မှာရှိရပါမယ်အရင်ဆုံးကျမတို့ preparation အနေနဲ့ကိုယ့်ရဲ့လက်ဖက်နောက်ကလေးကိုခါနောက်ကလေးမှာထားရပြီး
သက်ရှူသွင်းရှူထုတ်ပြီးတော့ရင်ဘတ်ကလေးကိုဖွင့်ဦးခေါင်းလေးကိုနောက်ကိုလမ်းချပြီးချင်းစီသွားပြီးမယ်ဦးခေါင်းလေးကတကယ်လို့နောက်ကိုလှမ်းမချနိုင်ဘူးဆိုရင်လည်းအရှိကိုကြည့်ထားပေးလို့ရပါတယ်ဒီလိုနေထားလို့ね3-4ချိန်လောက်လေ့ကျင့်ပေးပါကျွန်မဗီဒီယိုရှေ့ကြီးဖြစ်မှာဆိုတဲ့အတွက်3ချိန်လောက်ပဲလေ့ကျင့်ပြထားပေးပါတယ်အခုခမေပူကိုတွားတဲ့အခါမှာညာဘက်ကလက်ကလေးကိုအပေါ်မှာတင်သွားပြီနောက်ကိုလေညာဘက်သူခြေပနောင်လေးကိုကိုင်မယ်ဘယ်ဘက်လက်ကလေးကိုလည်းအဲ့တိုင်းပဲပုံမှာတင်သွားနောက်ကိုပြန်ပြီးဝိုက်ချဘယ်ဘက်ခြေပနောင်လေးကိုကိုင်ထားပြီးမယ်ကိုရဲ့ဘယ်ဘက်ကလေးကိုအရှိကိုထုံပေးပါစင်ပြေလို့ရှိရင်ဦးခေါင်းလေးနောက်ကိုလန်ချထားပေးလို့ရပါတယ်တကယ်လို့ကိုကအစင်မပြေဘူးခေါင်းမူတတ်တယ်ဆိုလို့ရှိရင်လေဦးခေါင်းလေးအရှိကိုကြည့်ထားလို့ရပါတယ်ဖြည်းဖြည်းချင်းစီပြန်ယူလာပေးမယ်ယူသွေးယူတုပ်ကလေးနဲ့တိတ်ထားပေးခုချိန်မှာ classical ချာပိုကလေးနဲ့အနာယူမယ်ဒူလေးနှစ်ပတ်ကိုဒူဆူထားပေးလက်ကလေးနှစ်ပတ်ကအနောက်ကိုပို့ထားပေးမယ်နှစ်ဖူးချမ်းမြေမှာပို့ချထားပေးမယ်ယူသွေးယူတုပ်ကလေးပုံမှန်ပြုလို့ရင်းနဲ့အခုချာပိုကလေးမှာလည်း1မိနစ်2မိနစ်3မိနစ်အဆင်ပြေသလိုအနာယူပေးလို့ရပါတယ်ကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကို relaxing ဖြစ်စေတဲ့ pose ကလေးတစ်ခုဖြစ်ပါတယ်တရှိသွေးရင်းနဲ့ပြီးချင်းစီချလာပြီးကျမတို့ခက်ခေါင် pose ကလေးတာကြရအောင် spine နဲ့ movements ကလေးအတွက်ရှုသွေးခါလေးကိုခေါင်းလေးမရှုထုတ်မယ်ကြောကုန်းလေးကိုခုံမယ်မိရှင်ဘက်ထိပြီးမယ်ရှုသွေးခါလေးကိုခေါင်းလေးမမယ်ရှုထုတ်ရင်းနဲ့ကြောကုန်းလေးကိုခုံရှုသွေးခါကိုခေါင်းလေးမဝေဝမ်းပိုက်ကလေးကကျမ်းမြင်ရှိတဲ့စီကိုရအောင်ချပေးမယ်ရှုထုတ်ရင်းနဲ့ကြောကုန်းလေးကိုခုံပိုက်ကလေးကိုရှမ်းပြီးရှင်ဘက်ထိပေးမယ်ရှုသွေးနဲ့ခါလေးကိုခေါင်းလေးမောပေးရမလေးကိုပွင့်ပေးလေပင်လေးကစမ်းတော့ရှုထုတ်ကြောကုန်းလေးကိုခုံပြီးရှင်ဘက်ဒီနိုင်ဒီပေးမယ်ပြီးချင်းစီပဲညာခြေထောက်ကလေးကိုစမ်းထုတ်ပဲခြေထောက်ကလေးကိုစမ်းထုတ်ကျမတို့ကြံမြင်မှုမှာ1 bite ကလေးကိုချထားပြီးတော့ easy cobra pose ကလေးကိုလေ့ကျင့်ပေးကြရအောင်ကိုယ့်ရဲ့တထောင်ကလေးကကိုယ့်ရဲ့ပခုံးအောက်မှာရှိရမယ်လက်ကလေးနှစ်ပတ်က paralyze ရှင်ရကလေးရှိရမယ်ကြောရုံးမှာအောက်အတုံးဖြူပြီးရှင်ဘက်ကလေးကိုဖွင့် level လေးကိုစမ်းထုတ်ပြီးအနောက်ကခြေဖွားလေးနှစ်ခုကအတူတူကတ်ထားပြီးပါဒီ pose ကလေးကခါကြောနာတာတွေခါနာတာတွေအတွက်အများကြီးကတ်တာပြီးတဲ့ pose ကလေးဖြစ်ပါတယ် cover pose ရဲ့ variation လေးဖြစ်ပါတယ်ရှုသွင်းရှုထုတ်ကလေးနဲ့ကိုအဆင်ပြေတဲ့အနေထားနေပေးလို့ရပါတယ်1မိနစ်2မိနစ်3မိနစ်အဆင်ပြေတယ်လို့လေ့ကျင့်ပေးပါပြီးရင်တော့ကျမတို့ counter pose ကလေးဖြစ်တဲ့ crocodile pose လေးနဲ့ခဏလေးအနာယူပေးပါ crocodile pose မှာ
ခြေပြားလေးနှစ်ဖက်ကိုဘယ်ညာကာထုံမယ်ခြေဖနောက်ကလေးနှစ်ခုကမျက်နှာချင်းဆိုင်မယ်ဖနောက်ကလေးကိုကြံမြင်ဖို့ကိုထိထားပြီးတောင်လေးနှစ်ဖက်ကိုစုကပ်ကိုရဲ့လက်ကလေးနှစ်ခုကြားထဲမှာကိုယ့်မီးစီလေးကိုတင်ထားပြီးပါသက်ရှူသွင်းရှူထုတ်လိုက်တိုင်းကိုယ့်လူ flex ကလေးကို relax လုပ်ပြီးမယ်ဒီ pose လေးကအရင်ကမှ relax ဖြစ်တဲ့ relaxing pose ကလေးတစ်ခုဖြစ်ပါတယ်ရှူတင်ရှူထုတ်ကလေးပုံမှန်ပြုလုပ်ပေးနေပြီပါpost ကလေးကို release လုပ်မယ်ကိုရဲ့ကြော်ပြီးပေါ်မှာခဏကိုလေးကိုလှည့်လိုက်မယ်ခုကျမတို့စီတူဘန္ဒဆနာ break ပို့လေးလေ့ကျင့်ကြရအောင်ဒူလေးနှစ်ဖက်ကိုတောင်းထားပြီးမယ်ကိုရဲ့ဒူနှစ်ဖက်ကခါရဲ့ကွာဝေးတိုင်းရှိရမယ်ခြေပြားလေးနှစ်ဖက်ကလည်းဒူအောင်မှာရှိရမယ်လက်ကလေးနှစ်ဖက်ကိုပေးညာစတာကိုချီဘနောက်ထိတဲ့ထိတာပြီးမယ်ရှူသွင်းရှူထုတ်ကလေးနဲ့ဒီ post ကလေးကို5ကြိမ်9ကြိမ်10ကြိမ်အဆင်ပြေသလိုပြုလုပ်ပြီးလို့ရပါတယ်တက်ရှူသွင်းပြီးတော့ဒီမှာခါကြော်လေးလေးကိုမှတင်ပြီးမယ်ရှူထုတ်ပြီးတော့ကြော်လေးခါဒီမှာလေးကိုဖြည်းဖြည်းလေးချမယ် drip ပို့ကိုလေ့ကျင့်တဲ့အခါမှာဥကောင်းလေးဘယ်ညာမလဲရပါဘူးเนาะပေါင်လေးကိုညှစ်ထားပြီးမယ်အပေါ်ကိုမှတင်တဲ့အခါမှာရှူထုတ်တဲ့အခါမှာကိုယ်ရမူလာပန်လေးကိုလည်းညှစ်ပေးလို့ရပါတယ်ဒီ pose လေးကခါနာရီသူတွေအတွက်အရန်ကောင်းတဲ့ယောဂလေ့ကျင့်ခန်းလေးတစ်ခုဖြစ်ပါတယ်နောက်ဆုံးကိုက9ကြိမ်9ကြိမ်10ကြိမ်လေ့ကျင့်ပြီးတဲ့အခါမှာခဏလေးဟိုထားပြီးပါ10 second 30 second 1 minute အဆင်ပြေတယ်လို့ဟိုထားပြီးလို့ရပါတယ်ဟိုထားပြီးတဲ့အခါမှာဒူးကဘေးကိုကာမသွားရဘူးစူမသွားရဘူးအဆင်ပြေလို့ရှိရင်လက်ကလေးနှစ်ဖက်ကိုကိုယ့်ရဲ့တင်မအောင်မှာရှက်ထားပြီးတော့တောင်လေးစံထုတ်ထားပြီးကိုယ့်ရဲ့ရင်ဘတ်နဲ့မြေစီလေးထိထားပြီးပါပြီးကျမတို့ဒူလေးကိုပိုင်ပြီးတော့ခဏလေးဆက်ပြီးတော့အနာယူပြီးမယ်စေရောခဏကိုတနိုင်တလောက်ရှော့ချထားပြီးပါဒီပိုလေးက wine releasing pose လို့လည်းခေါ်ပါတယ် one bite ပေါ်တာအစာမကြည့်တာတွေအတွက်လေဒီ pose ကလေးနဲ့အနာယူပေးလို့ရပါတယ်ပြီးကျမတို့ခြေထောက်ကလေးကိုခြေထောက်ကလေးစံထုတ်ညာခြေထောက်ကလေးစံထုတ်ကိုယ့်ရဲ့မက်အကွာဝေးနဲ့ခြေထောက်ကလေးကိုကာထားပြီးရှာဗစနာအနာယူပါမယ်လက်ပွားလေးကကိုဒီမှာတစ်ချက်ပတ်တစ်ချက်မှာထားရပြီးမယ်လက်ပွားလေးကမျက်နှာချက်ပတ်ကိုမျက်နှာမူထားပြီးမယ်ဥကောင်းလေးပင်ညာ adjust လုပ်မယ်ခနာကိုလေးကိုတတောင်တတာလေးထားပြီးတော့စိတ်ရောကိုယ့်ရဲ့ခနာကိုရောအနာယူပေးပါရှာဗစနာကကျမတို့9မိနစ်9မိနစ်10မိနစ်အဆင်ပြေသလိုအနာယူပေးလို့ရပါတယ်
စိတ်ရောခန္ဓာကိုယ်ရောကောင်းကောင်းလေးနာယူပေးပါရှင်မိမိရဲ့စိတ်ရောခန္ဓာကိုယ်ရောကောင်းကောင်းလေးအနားယူပြီးသွားတဲ့အခါမှာခြေချောင်းလေးတွေကိုဖြည်းဖြည်းချင်းစီလှုပ်ပြီးလက်ချောင်းကလေးတွေကိုဖြည်းဖြည်းချင်းစီလှုပ်ပြီးဦးခေါင်းလေးပဲညာညင်ညင်တတကလေးလှုပ်ပြီးမယ်ပြီးခြေချောင်းကလေးနှစ်ဘက်ကိုပူကပ်ပြီးမယ်လက်ကလေးနှစ်ဘက်1 by ပေါ်ကိုရှက်ထားပြီးအသက်ရှူသွင်းရင်းနဲ့ကိုယ်ဦးခေါင်းချက်ကိုစမ်းထုတ်မယ်ခြေထောက်ကလေးစမ်းထုတ်ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးစမ်းထုတ်ပြီးရှူထုတ်ရင်းနဲ့ဖြည်းဖြည်းချင်းစီပြန်ပြီးတော့လျှော့ချလိုက်မယ်ဒူးလေးကိုကိုယ်ဘယ်ညာအစီပြေတဲ့အခုဖြည်းဖြည်းချင်းစီလဲပါပြီးကိုယ့်ရဲ့လက်ဖက်နောက်အခုညီလေးနဲ့တတောင်တတရှေ့အနေထားလေးကိုဖြည်းဖြည်းချင်းစီထိုင်မယ်ခါလေးကိုမမက်ကလေးထားပြီးမယ်မိခန္ဓာကိုယ်ကိုပြန်ပြီးဆန်းစစ်ပေးပါတရှူသွင်းနဲ့လက်ကလေးနှစ်ပတ်ရှူမရှိကိုရှူလာပြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်